ကလေးလေးတို့ရေမင်္ဂလာပါဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့ခွေးကလေးဖူးနဲ့ညီမှာခွေးကလေးတစ်ကောင်ရှိတယ်ခွေးကလေးနာမည်ကတော့ဖူးနဲ့ပါညီခွေးလေးဖူးနဲ့ကစားတယ်ညီခွေးလေးဖူးနဲ့ကိုလည်းအစာကျွေးတယ်ညီចောင်းသွားရင်ခွေးလေးဖူးနဲ့ကလိုက်ပို့တယ်ចောင်းပြန်ချိန်ဆိုခွေးလေးဖူးနဲ့ကအင်းရှိမှာစောင့်နေတတ်တယ်ခွေးကလေးဖူးနဲ့ကညီကိုတွေ့ရင်အမိကိုဝေရမ်းပြီးတော့နှုတ်ဆက်တယ်တနေ့ညီចောင်းသွားတဲ့လမ်းမှာမုံတိုင်းဆိုတဲ့အတန်းကြီးကကလေးနဲ့တွေ့တယ်မုံတိုင်းကညီကိုចောင်းမသွားနဲ့ငါနဲ့လိုက်ခဲ့ចောင်းပြေးပြီးရှောက်သွားကြမယ်လို့ပြောတယ်ညီကလိုက်သွားဖို့ဆုံးဖြတ်လိုက်တာကိုခွေးလေးဖူးနဲ့ကမကြိုက်ဘူးမုံတိုင်းကပြောတယ်မင်းခွေးကရှုပ်တယ်ထားခဲ့ကွာလို့ပြောတော့ညီကလည်းမုံတိုင်းစကားကိုနားထောင်ပြီးတော့ဖူးနဲ့မလိုက်လာခဲ့နဲ့အိမ်ပြန်တော့လို့ပြောလိုက်တယ်ဖူးနဲ့ကနားမထောင်ပဲဆက်လိုက်နေတာနဲ့ညီကစိတ်ဆိုးလာပြီးတော့မင်းကိုပြန်တော့လို့ပြောနေတာမကြားဘူးလားဆိုပြီးအတင်းမောင်းထုတ်ပြီးမုံတိုင်းနောက်ကိုလိုက်သွားလိုက်တယ်ခွေးလေးဖူးနဲ့ကလည်းအိမ်ကိုမပြန်မဲနဲ့ညီတို့မသိအောင်အနောက်ကနေတိတ်တိတ်ကလေးလိုက်ချောင်းနေညီတို့ရှောက်သွားရင်လမ်းမှာလူဆိုးတွေနဲ့တွေ့ပါလေရောလူဆိုးတွေကမုံတိုင်းနဲ့ညီကိုဖမ်းချုပ်ပြီးသူတို့ကားနဲ့ကြီးစီဆွဲပြီးတော့ပြန်မေးဆွဲဖို့ခေါ်သွားကြတယ်ညီတို့ကြောက်လက်နေကြနဲ့ယုံလဲဘယ်လို့မှမလွတ်နိုင်တော့ဘူးတဲ့အဲ့ဒီအချိန်မှာခွေးလေးဖူးနဲ့ကရောက်လာပြီးညီကိုဖမ်းထားတဲ့လူဆိုးကိုဝင်ပြီးတော့ကိုက်ထည့်လိုက်တယ်ညီကလည်းလွတ်သွားရောလူဆိုးကိုလမ်းမေးနာကတုတ်တစ်ချောင်းနဲ့ဝိရမ်းပြီးတော့ရိုက်လိုက်တယ်ခွေးလေးဖူးနဲ့ကလည်းအဲ့ဒီအချိန်မှာတခြားလူဆိုးတွေကိုလိုက်ကိုက်တယ်ဒီလိုနဲ့မုံတိုင်းနဲ့လွတ်မြောက်သွားပြီးတော့လူဆိုးတွေကတော့ဒဏ်ရာတွေနဲ့ကားပေါ်တက်ပြီးထွက်ပြေးသွားကြပါတယ်ညီကခွေးလေးဖူးနဲ့ကိုဖက်ပြီးတော့ဖူးနဲ့ရေငါမားသွားတယ်မင်းငါကိုခေခဲ့တာကျေးဇူးတင်ပါတယ်ကွာလို့ပွေ့ဖက်ပြီးတော့ပြောလိုက်ပါတော့တယ်တဲ့အခုပုံမြင်နှားထောင်ပြီးပြီဆိုတော့မိကုန်းလေးတွေဖြစ်ရအောင်နော်ပထမဆုံးမိကုန်းကညီရဲ့ခွေးလေးနာမည်ကဘယ်လိုခေါ်သလဲတဲ့ဒုတိယမိကုန်းလေးဖြစ်ပြီးပါအောင်မုံတိုင်းနဲ့တွေ့တော့မုံတိုင်းကညီကိုဘာလုပ်ဖို့ပြောလဲအခုနောက်ဆုံးမိကုန်းလေးကတော့ညီနဲ့မုံတိုင်းသွားတဲ့အချိန်မှာဘယ်သူနဲ့တွေ့လဲဘာဖြစ်သွားလဲတဲ့မိကုန်းလေးတွေစူးစမ်းပြီးဖြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ခါပုံမြင်အသစ်တစ်ပုံနဲ့ပြန်တွေ့ပါမယ်တတား